ငွေကုန်ကြမှုမရှိဘဲအလွယ်တကူထိရောက်စေနိုင်တဲ့အစွမ်းထက်ဘဲဥရဲတယ်ဟာတင်မှာပြဿနာအမှုခင်းတစ်ခုကိုဖြစ်နေရင်ဒါမှမဟုတ်တင်ချစ်ရခင်ရသူတယောက်ဟာအမှုခင်းပြဿနာရင်ဆိုင်နေရပြီဆိုရင်အခုပြောပြပေးသွားမယ်ဘဲဥရဲရကိုအသုံးပြုနိုင်ပါတယ်ဒီဘဲဥရဲရလေးကအင်မတန်နာမည်ကြီးရဲ့ရဲရတစ်ခုလည်းဖြစ်တယ်လို့ဆရာကြီးဦးအောင်ဟန်ရဲ့လက်ဆွဲပညာရတစ်ခုလည်းဖြစ်ပြီးဆရာကြီးမင်းသိန်ခကလည်းဒီရဲရအကြောင်းကိုတခုတ်တရပြောပြခဲ့ပူပါတယ်ဒါဆိုရင်ဒီဘဲဥရဲရလေးအကြောင်းကိုအသေးစိတ်ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာကိုပြောပြပေးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့မေတ္တာရက်ခံချင်ပါတယ်ဒါဆိုရင်အစီအစဉ်လေးကိုအခုပဲစလိုက်ကြရအောင်ဒီရရလေးကိုလှုပ်ဆောင်မှုအတွက်ဘဲဥတစ်လုံးကိုတန့်ပြတ်နေအောင်ရေးဆေးပြီးအဝတ်နဲ့တုတ်ခါပြင်ဆင်ထားပေးပါပြီးရင်တော့ဒီရရလှုပ်ဆောင်မှုအတွက်စော့ပင်တစ်ချောင်းလဲအစင်သင့်ဆောင်တာပါစော့ပင်ကဘဲရောင်းမဆိုရပါတယ်ပြီးရင်တော့ကျွတ်ကျွတ်အဖြူတစ်လုံးနဲ့အမဲတစ်လုံးကိုလည်းအစင်သင့်ပြင်ဆင်ထားပေးပါဒီရရကိုလောက်ကင်ဆောင်ရွက်တဲ့အခါဘဲဥအိပ်ဖြူအိမ်မဲအဲ့ဒီလိုခေါ်ဝေါ်သုံးဆွဲကပြောဆိုပေးရမှာဖြစ်ပါတယ်ဒီရရကိုဘယ်နဲ့မဆိုဆောင်ရွက်နိုင်တယ်လို့ဘယ်အချိန်မဆိုလဲဆောင်ရွက်နိုင်ပါတယ်ဒါအပြင်ဒီရရကိုဘသူအတွက်မဆိုဆောင်ရွက်ပေးနိုင်တယ်လို့ဘယ်ပြဿနာဘယ်အမှုအတွက်မဆိုဆောင်ရွက်နိုင်ပါတယ်ဒါအပြင်ဒီရရကိုဘယ်နှကြိမ်မဆိုဆောင်ရွက်နိုင်တယ်လို့ဘယ်ဘာသာဝင်မဆိုဘယ်လူမျိုးမဆိုဆောင်ရွက်နိုင်ပါတယ်အထီးကလေးလေးနက်နက်နဲ့ဆောင်ရွက်ဖို့ပဲလိုအပ်တာပါဒီရရဟာအမှုခင်းဖြစ်နေသူတွေအချုပ်နှောင်ခံထားရသူတွေမတရားနိုင်ခြင်းခံထားရသူတွေအပြင်ဘလို့အမှုကိစ္စမျိုးကိုမဆိုဆောင်ရွက်နိုင်ပါတယ်ဒါပေမဲ့တင်းဘက်ကသူတစ်ပါးကိုမတရားအနိုင်ကျင့်ထားတာဆိုရင်တော့ဒီရရကိုလုံးဝမလှုပ်ဆောင်မျိုးအတွက်အထူးသတိပြုရမှာဖြစ်ပါတယ်တင်ဘက်ကမှန်ကန်နေမှသာဒီရရကိုလှုပ်ဆောင်ဖို့လိုအပ်မှာဖြစ်ပါတယ်ဒီရရကိုလှုပ်ဆောင်တဲ့အခါနေငါဖျားเจ้าဆောင်ရှေ့မှာသုံးမဟုတ်နေဧကန်းမှာသုံးမဟုတ်အလုံးမှာစိုင်မှာစသဖြင့်ဘယ်နေရာမှာမဆိုလှုပ်ဆောင်နိုင်ပြီးတံပြန်တဲ့နေရာမှာလောက်ကင်ဆောင်ရွက်ဖို့တော့လိုအပ်ပါတယ်ဒီရရစတင်လှုပ်ဆောင်မှုအတွက်ဘဲဥကိုကင်ပြီးစော့ပင်နဲ့စရေးရမှာဖြစ်ပါတယ်စော့ပင်အစားဘောပင်နဲ့လည်းရေးလို့ရတယ်လို့ခဲတံနဲ့ဒါမှမဟုတ်မိသွေးခဲနဲ့လည်းရေးလို့ရပါတယ်ရေးရမယ့်ပုံစံကဥပမာမိမိအတွက်ရေရချိန်မဲ့ဆိုရင်ပါဇက်ကစပြောပါကျွန်ုပ်ဘာနေသားဘာနေသမီးဘယ်သူဘယ်ဝါစသဖြင့်အဲ့ဒီအထီကိုပါဇက်ကပဲပြောပေးပါစာရေးရမှာကတော့ဘယ်သူဘယ်ဝါနဲ့ပတ်သက်တဲ့အမှုပြဿနာတွေဘေးရန်တွေအပူတောကတွေစသဖြင့်ဒီအထီကိုစာနဲ့ရေးပေးပါပြီးရင်တော့ပါဇက်ကနေအခုလိုစက်ပြောပေးပါနေနဲ့အတူယူသွားစေနေနဲ့အတူပါသွားပါစေလို့ဘဲဥကိုပြောပေးပါပြောပြတာနဲ့ဘဲဥကိုအိပ်ဖြူတဲ့ထက်ကစီးပြီးခြိလိုက်ပါပြီးရင်တော့အိမ်မဲတဲ့ထက်ပေးပါအိမ်မဲတဲ့ထက်နေရင်ကျွန်ုပ်ဘာနေသားသမီးဘသူနဲ့ပတ်သက်တဲ့အမှုပြဿနာတွေဘေးတွေရှမ်းတွေအပူတောကတွေအားလုံးနေနဲ့အတူယူသွားစေနေနဲ့အတူပါသွားစေလို့ပြောရင်အိမ်မဲကိုစီးကခြိပေးလိုက်ပါဒီနေရာမှာဘလို့စီးစီးဘာနဲ့စီးစီးရှာပါတယ်ပြီးရင်တော့အမိုက်ပုံသို့မဟုတ်အမိုက်ပုံးမှာတွားပစ်ထည့်ပါအမိုက်ပုံးမှာထည့်ရင်ရှေ့မှာပြောခဲ့တဲ့ကျွန်ုပ်ဘာနေသားသမီးဘသူနဲ့ပတ်သက်တဲ့အမှုပြဿနာတွေဘေးတွေရန်တွေအပူတောကတွေအားလုံးနေနဲ့အတူယူသွားစေနေနဲ့အတူပါသွားစေဆိုတဲ့စကားကိုနောက်တစ်ချိန်လေးလေးနက်နက်ပြောပြီးပြစ်ထည့်ခဲ့လိုက်ပါအမိုက်ပုံးမရှိတဲ့နေရာတွေမှာဆိုရင်တော့လမ်းဘေးကအမိုက်ပုံလေးတစ်ခုခုမှပြစ်နိုင်ပါတယ်ဒီရရဟာမိမိအတွက်မဟုတ်ပဲသူတစ်ပါးအတွက်ဆိုရင်လေဘာနေသားသမီးဘယ်သူဘယ်ဝါဘသူနဲ့ပတ်သက်တဲ့အမှုပြဿနာစသဖြင့်အစားထိုးတုံလုံးပြီးလှုပ်ဆောင်ပေးလို့ရပါတယ်တနည်းပြောရရင်တော့ဒီရရဟာမိမိကိုယ်တိုင်အတွက်လည်းလှုပ်ဆောင်လို့ရတယ်လို့သူတစ်ပါးအတွက်လည်းဆောင်ရွက်ပေးနိုင်ပါတယ်ဒါပြင်ရရလှုပ်ဆောင်နေရင်တခုခုလိုအပ်သွားရင်တော့အခိုက်အညံ့မဖြစ်တာကြောင့်ဘသူအတွက်မဆိုဆောင်ရွက်နိုင်ပါတယ်အချုံအောင်ခံနေရရင်ရှက်ပိုင်းတွင်အမြန်လွတ်စေလို့ပါထည့်ပြောနိုင်ပါတယ်ဒီရရကိုလေးလေးနက်နက်လှုပ်ဆောင်မဲ့ဆိုရင်မုချထူးခြားမှုတွေကိုကြုံတွေ့ရမှာပဲဖြစ်ပါတယ်ပြဿနာကကြီးနေရင်ရန်တွေကအင်အားကြီးနေရင်အကျဉ်းချင်းထက်ထက်ဆောင်ရွက်နိုင်ပါတယ်ဘာပြဿနာအတွက်မဆိုဆောင်ရွက်နိုင်တယ်ဆိုပေမဲ့တင်းကသူတစ်ပါးကိုမတရားပြုတ်ထားတာဆိုရင်တော့ဒီရရကိုမဆောင်ရွက်မိစေဖို့လိုအပ်ပါလိမ့်မယ်ဒီရရကစရိဆိုတာနဲ့လည်းဆိုင်သလိုအမှုအပူဘဲဥအိပ်ဖြူအိမ်မဲစတဲ့ကကင်းဓာတ်နဲ့လည်းဆိုင်ပါတယ်ဒါပြင်ဒီရရမှာတခြားမမြင်အပ်တဲ့ဓာတ်သဘောတွေလည်းပါဝင်နေပါတယ်ဟုတ်ကဲ့ဓမ္မမိတ်ဆွေလောကီလူသားတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာ